အားလုံးပဲမင်္ဂလာပါဆိုတော့တော်တော်များများတော့သိပြီးသားပေါ့နော်ကျွန်တော်ပေါင်80ကျော်ကြာသွားတယ်body transformation ဖြစ်သွားတဲ့အခါမှာလူတွေကလာမေးကြတယ်အဲ့လိုပြောင်းလဲသွားဖို့အတွက်ဘယ်လောက်ကြာခဲ့လဲပေါင်80ကျော်ကြာသွားဖို့အတွက်ဆိုရင်ကျွန်တော်ရိုးရိုးသားသားပဲ2နှစ်ကျော်ကြာခဲ့တယ်လို့ဖြေတဲ့အခါမှာလူတွေတော်တော်လေးစိတ်ပြတ်သွားကြတယ်ဆိုတော့ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဘာကြောင့်လဲဆိုတော့ကျွန်တော် beginner တယောက်လုံးဝဘာမှမသိတဲ့ဟာနဲ့စခဲ့ရတဲ့အခါမှာဆိုကျွန်တော် mistake ပေါ့နော်အမှားတွေအများကြီးကျွန်တော်လုပ်ခဲ့တယ်ဒါတွေကြောင့်မလို့ကျွန်တော်မကြာသင့်ပဲကြာသွားတယ်ဆိုတော့အကယ်၍သာမိတ်ဆွေသာအခုကျွန်တော်ပြောပြမယ်ခဏနေပြောပြမယ်အမှားတွေကိုသိပြီးသားဆိုရင်တော့ကျွန်တော်ထင်တယ်6လလောက်နဲ့body transformation လုပ်ဖို့အတွက်ဖြစ်နိုင်တော့တယ်ဆိုတော့အဲ့ဒီမှာတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမယ်။ဟိုတန်းနဲ့မသိသေးတဲ့သူတွေတော့ပေါ့နော်ကျွန်တော်ကကိုယ်တိုင်ပေါင်80ကျော်ချထားတဲ့သူတယောက်ဖြစ်တယ်လို့မျိုး certified personal trainer လက်မှတ်ရထားတဲ့ trainer တယောက်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြမယ့်အမှားတွေကကျွန်တော်လုပ်ခဲ့မိတဲ့အမှားတွေကဘာတွေလဲဆိုရင်ပထမဆုံးတစ်ခုက extreme diet ဒါလူတိုင်းမှားတယ်လို့ကျွန်တော်လည်းမှားခဲ့တယ်။ဘာလို့ကျွန်တော်လည်းလူထဲကလူပဲကိုဆိုတော့လူတွေတော်တော်များများဝိစားချပြီဆိုရင်ရွက်ပြုတ်တယ်မုံလာဦးပြုတ်တယ်စားကြရတယ်လေနော်ဆိုတော့ကျွန်တော်လည်းထိုးတူပါပဲပေါ့နော်အားလုံးတွေကတယောက်ပဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဘာမှမသိနားမလဲတဲ့ခါမှာဝိစားချမယ်လို့တဲ့ခါမှာကျွန်တော်သိလိုက်တာဒီအစားလျှော့ရမယ်အစားလျှော့မယ်ဖြစ်တဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော်တစ်နေ့ကိုကျွန်တော်စားတာအရေးတော့ရေးရတယ်ကျွန်တော်ပြပြမယ်မုံလာဦးလေးတွေပြုတ်စားတယ်မုံရင်းရွက်တွေပြုတ်စားတယ်ဆက်လက်ရွက်တွေစားတယ်အသားဆိုလို့ရင်တော့ကျွန်တော်ကြက်ဥစားတယ်ကြက်ဥစားရဲဆိုတဲ့ခါမှာလည်းရှိရတယ်တစ်နေ့ကိုစားတာတစ်လုံးသမင်းတစ်နက်မှာတစ်လုံးပေါ့နော်တစ်ခါလေကျရင်နှစ်နက်ဆိုတော့2လုံးအဲ့လိုမျိုးပဲကျွန်တော်စားတယ်ဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်ကလူတွေလည်းမသိဘူးကျွန်တော်မိသားစုလည်းမသိကြတဲ့ခါမှာသူတို့ကတော့ကျွန်တော်ကိုကျမ်းမာစေခြင်းနဲ့ပိန်စေခြင်းတော့အားပေးကြတာကောင်းတယ်ပေါ့ဆိုတော့ကျွန်တော်လည်းစိတ်ကူးပေါက်ရရှောက်လောက်တာပေါ့နော်ဆိုတဲ့အခါမှာအဲ့လိုမျိုးမုံလာဦးပြုတ်လေးတွေမုံလာဦးနေလေးတွေပြုတ်စားတယ်မုံလာဦးဖြူလေးတွေပြုတ်စားတယ်အရွက်လေးတွေပြုတ်စားတယ်ပြီးတော့ကြက်ဥကတော့ထမင်းတစ်နက်မှာတစ်လုံးပေါ့နော်တိလုံးလို့တော့မဟုတ်ကြက်ဥစားရင်အားရှိတယ်အဲ့လိုမျိုးပြီးရင်ကြက်ဥကလည်းကယ်လိုရီနည်းတယ်အဲ့လိုတော့သိရပေါ့နည်းနည်းတော့ကြာဘူးနာဝါနဲ့ဆိုတော့နဲ့ကြက်ဥပြုတ်နေအဲ့အရွက်ပြုတ်လေးတွေစားတယ်ဒါပေမဲ့ကြက်ဥကလည်းမလုံလောက်ထမင်းလည်းမပါတဲ့ခါမှာကျွန်တော်ဗာပြဿနာစတယ်လဲဆိုတော့ကျွန်တော်တစ်ပတ်လောက်ထိဆိုဟုတ်တယ်ဝိတ်တွေကလည်းကြာတဲ့ခါမှာအရန်ပျော်တာပေါ့နော်ငါဝိတ်တွေကြာသွားပြီဟုတ်ပြီဆိုပြီးတော့ငါတော်တော်ဟုတ်နေပြီဆိုပြီးတော့ပျော်တယ်ဒါပေမဲ့ပြဿနာတရက်ပိုတိတာလာလုံးဝဘယ်လိုပြောမလဲအားမရှိတော့တာပဲတဖြည်းဖြည်းနဲ့ကျွန်တော်လေဒေါင်းလာတယ်လူကလေအားမရှိဘူးအလုံးလုံးရတာလည်းစိတ်မပါအိမ်မှာထိုင်နေနေအလိုလိုဒေါသတွေကထွက်နေပြီးတော့ကျွန်တော်လုံးဝမတင်းတိမ်ဘူးပေါ့နော်ဘယ်လိုလဲမသိဘူးစားနေရလားစားရတယ်လို့မခံစားရဘူးပြီးတော့ရင်စိတ်သက်တွေကကျလာတယ်တဖြည်းဖြည်းနဲ့စိတ်တူလွယ်လာတယ်အဲ့လိုဖြစ်တဲ့ခါမှာဆိုရင်ကျွန်တော်မခံနိုင်တော့မခံနိုင်တဲ့ခါမှာကျွန်တော်ရက်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်တယ်ပေါ့နော်မလုပ်နိုင်တော့ဘူးဒါကြီးကဒိတ်ပဲမရှိဘူးပေါ့တော့ဘာညာဘယ်လိုဖြစ်နိုင်မှာလဲလို့အဲ့လိုကျွန်တော်စိတ်သက်တွေတော်တော်ကျသွားတယ်ဒါပေမဲ့အရှိမှာတော့ကျွန်တော်အကြောင်းကအရှိမပြောတော့ကျွန်တော်မှားခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့အကြောင်းမျိုးအကြောင်းကျွန်တော်နီလန်းအမှန်ကိုပေါ့နော်တွေ့သွားခဲ့လို့ကျွန်တော်ဒီချိန်ထိဒီကိုပြောင်းသွားတာပေါ့နော်ဆိုတော့ဒါကျွန်တော်ပထမဆုံးမှားခဲ့တဲ့ number 1 mistake ပေါ့နော်ကျွန်တော်မှားခဲ့တဲ့အမှားဖြစ်တယ်။ number 2ချက်ကကြတော့ cheat day မှာစိတ်ကြိုက်စားလို့ရတယ်လို့ထင်မိတာ။ဆိုတော့အဲ့အချိန်မှာကျွန်တော်နည်းနည်းလေးဆရာကြလာပြီပေါ့နော်ဆရာကြလာပြီဆိုတော့ကျွန်တော် gym တွေပါသွားနေပြီ။ရေလုံးပြုတ်တွေတိတ်မစားတော့အစားတောက်လည်းမှန်လာတယ်အဓိကတော့ကျွန်တော် gym မှာရှိကျွန်တော်ရဲ့ဆရာရဲ့တင်ပြပေးမှုကြောင့်ပေါ့နော်ဒါပေမဲ့ဆရာတို့ကလည်း old school တွေဖြစ်တဲ့အခါမှာပေါ့နော်သူတို့လည်းလူကြီးပိုင်းတွေဖြစ်တဲ့အခါမှာသူတို့ကသူတို့နေတယ်ဘယ်လိုလဲဆိုတော့တစ်လားလုံးမှာအစားရှောင်းပြီးတော့ရင်အဲ့တစ်ရက်လောက်တော့မဟုတ်2ရက်လောက်စိတ်ကြိုက်စားဆိုတဲ့အခါမှာဟုတ်တယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာမကြဘူးလားဆိုတော့ကြတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကြတဲ့လောက်မကြောက်ကျွန်တော်တို့ကလည်းမသိတဲ့ခါကျတော့ပြီးရင်တချို့လူတွေကစားဆိုတဲ့ခါမှာအဲ့လောက်ကြီးအစားကိုအရန်မခုံနေတဲ့လူတွေရှိကောင်းရှိမယ်ဒါကျွန်တော်တို့ကမရအောင်ကျွန်တော်တို့ကစားဆိုရင်အဲ့တရက်စားတာလေသူများကကယ်လိုရီ2000လောက်စားတယ်ဆိုကိုရီးယား9000လောက်စားနိုင်တယ်ကယ်လိုရီအဲ့လိုမျိုးအဲ့ဒီမှာအမုန်းဆွဲတာပေါ့ဟမ်ဘာဂါတွေ3-4လုံးပီဇာတွေအချိုရည်တွေအာလူးကြော်တွေဟာလူနဲ့မတူအောင်ဆွဲတော့တာပေါ့နော်ချီသေးရောက်ပြီဆိုတာနဲ့အဲ့လိုဆိုတော့ဘာဖြစ်လဲဆိုတော့ဒါပေမဲ့တစ်ခုရှိတာတော့ကျွန်တော်တို့ကကြတော့တပတ်တစ်ခါချီသေးမဟုတ်ဘူးနဲ့တစ်လားတစ်ခါဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တစ်လားလုံးမှာတောက်လျှောက်ရှောင်ခဲ့တဲ့အတွက်ကြောင့်မလို့ရှောင်ခဲ့တဲ့ရက်ကအရင်အများတဲ့အတွက်ကြောင့်မလို့1ရက်2ရက်လောက်ပဲပြန်စားတဲ့အခါမှာအများကြီးပြန်မတက်ဘူးတနည်းအားဖြင့်ပြန်မတက်ဘူးဗျာကျသေးတယ်ဝိတ်ကဆက်ကျသေးတယ်ဒါပေမဲ့ခုနပြောလို့ပေါ့နော်အလုံးအကျွံစားခဲ့တဲ့အတွက်ကြောင့်မို့လို့ကြတင်တယ်လို့မကြတော့ဘူးနော်အဲ့နေရာမှာဒါကျွန်တော်တို့ဒါတလားလုံးလဲကျွန်တော်တို့စီကံတကြကျွန်တော်တို့စနေတကြစားခဲ့တယ်အဲ့ချစ်ဒေးမှာလဲကျွန်တော်တို့ကအခုတကယ်ဒီနေ့ခေတ်နီးလန်းနေနေပေါ့နော်စနေတကြချစ်ကိုလုပ်ခဲ့မယ်ဥပမာကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောပြဖို့ပါတယ်ကျွန်တော်စနေတကြချစ်လုပ်တယ်ဆိုတဲ့ဗီဒီယိုလေးကျွန်တော်
ရှိတယ်ပေါ့နော်အဲ့ဒါတော့ကြည့်လို့ရတယ်အဲ့လိုမျိုးသာလောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီထက်ပိုကြပြီဒီထက်ပိုမြန်မှာပေါ့နော်အဲ့လိုမျိုးမဟုတ်ခဲ့လို့ကျွန်တော်နည်းနည်းကြော်ကြားခဲ့တာပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့ဒုတိယအမှားဒုတိယ mistake ဖြစ်တဲ့တတိယတစ်ချက်ကကြတော့ fitness knowledge ဆိုရဲပေါ့နော်ဒီ fitness နဲ့ပတ်သက်တဲ့အသိပညာကျွန်တော်အရင်နည်းခဲ့တယ်ဒါကြောင့်မို့လို့ပထမတစ်နှစ်ပြောရမှာပေါ့နော်ကျွန်တော်ဝိတ်ချတာနှစ်ကျော်ကြာတဲ့အခါမှာပထမတစ်နှစ် maybe 8လ9လလောက်ပေါ့အဲ့လောက်ကာလလောက်ထိမှကျွန်တော်ကသူများပြောတဲ့အတိုင်းပဲဆိုတော့ဆရာတွေပြောတဲ့အတိုင်းလိုက်ပြီးတော့လုပ်ခဲ့တယ်ဆိုတော့မကောင်းလားဆိုအရင်ကောင်းတယ်ကျွန်တော်ဆရာတွေကတကယ်ကျွန်တော်သေချာပြောပြတယ်ဒါပေမဲ့ကိုယ်တိုင်ရဲ့ calorie တွေmacronutrient တွေcalorie deficit ဖြစ်အောင်ဘာလုပ်ရလဲတပေါင်းမှာ calorie ဘယ်လောက်ရှိတယ်ဒါတွေဘာမှအခြေခံတော့ဒါတွေအခြေခံပဲရှိတယ်အဲ့အခြေခံတွေကိုဘာမှနားမလည်တဲ့ခါမှာဆိုရင်ကျွန်တော်ကပြဿနာတက်လဲဆိုတော့ဆရာတွေပြောတဲ့အတိုင်းပဲ live လုပ်တဲ့ခါမှာဆိုရင်ကျွန်တော်ရဲ့ weight ကျတဲ့နှုံးတွေကဘယ်လိုပြောလဲ constant မဖြစ်ဘူးအခါလေးကြာကျင်တဲ့ခါဆွတ်ကြတယ်ခါကျရင်မကြဘဲနဲ့တစ်လားနှစ်လားလောက်တန့်နေရမျိုးတွေရှိတယ်ဒါတွေကဘာလဲဆိုတော့အခြေခံမသိဘဲနဲ့စနစ်တကျမလုပ်တဲ့ခါမှာဆိုရင်ပေါ့နော်ဆိုတော့စိတ်ရှိလို့ဒါကျွန်တော်စူးစမ်းနေလို့ဒါအတကုံစူးစမ်းနေလို့ဒါဆက်ပြီးတော့သွားနေပေမဲ့ဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဆရာမတွေကိုလည်းလုံးဝစော်ကားတာမို့သူတို့လည်းအကောင်းဆုံးနည်းလမ်းအကြံစာပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်နိုင်ကအသိပညာနည်းပါခဲ့တဲ့အတွက်ကြောင့်မို့လို့လှုပ်ချင်ရတယ်ရှောက်လို့ဆရာတွေပြောတာတွေလည်းလှုပ်လိုက်ပြီးရင်ကိုယ့်ကိုယ်လည်းစိတ်ထင်တာတွေလည်းလှုပ်လိုက်နေလှုပ်ခဲ့တဲ့ခါမှာဆိုရင်ကြတဲ့လောက်မကြဘဲနဲ့အချိန်ကြီးကြာခဲ့ပေါ့နော်ဆိုတော့ဒါကြောင့်မိတ်ဆွေတို့မှလည်းဒီလိုမျိုးအခြေခံ fitness ကျွန်တော်ပြောတာ advanced level ကြီး professional ကြီးသိဖို့မလို့အခြေခံလောက်တောင်ကျွန်တော်တို့ဘာမှမသိသေးဘူး weight ချတယ်ဟေးဆိုရင်အစားလျှော့မယ်လေ့ကျင့်ခန်းလုပ်မယ်ဒီလောက်ပဲသိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာဗီဒီယိုတွေအများကြီးကျွန်တော်မျှဝေပေးထားတာရှိတယ်သွားပြီးတော့လေ့လာခြင်းနဲ့အထူးသဖြင့် macronutrient အကြောင်းနဲ့ calorie အကြောင်းတွေပြောပြပေးတဲ့ calorie deficit အကြောင်းတွေပြောပြပေးတဲ့ဗီဒီယိုတွေသွားပြီးတော့ကြည့်စေချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် channel လေးမှာတင်ပေးထားတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒါတွေမသိခဲ့လို့ပေါ့နော်ကျွန်တော်မပြောင်းလဲဘူးလားမကြသွားဘူးလားဆိုရင်တော့ဒီမှာအားလုံးမြင်တဲ့အတိုင်းပဲရှင်းပါလိမ့်နော်ပြောင်းလဲသွားတယ်ဒါပေမဲ့ဖြစ်တဲ့လောက်မဖြစ်ဘူးမြန်တဲ့လောက်မမြန်အောင်ဒါကြောင့်မို့လို့ဒါကျွန်တော်ရဲ့တတိယအမှားဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အမှားလေးဆက်ပြီးကျွန်တော်ပြပေးမယ်စတုတ္တအမှားကဘာလဲဆိုရင်ကျွန်တော်လုပ်ခဲ့မိတာကနေ့တိုင်းကျွန်တော် gym သွားတာဆိုတော့ကျွန်တော်က gym ဆော့ပြီးတော့ weight ချခဲ့တာပေါ့နော်ဆိုတော့အခုချိန်မှာတော့ကျွန်တော်gym ဆော့လိုက်မဆော့လိုက်တော့နည်းနည်းဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်gym သွားတဲ့အချိန်ဆို gym သွားအချိန်ဆိုကျွန်တော်အိမ်မှာ home workout လုပ်တယ်ပေါ့နော်ဆိုတော့အရင်တော့ကျွန်တော်လုံးဝ gym only gym မှာပဲသွားဆော့ပြီးတော့ချခဲ့တယ်ဆိုတော့ကျွန်တော် gym ကိုတစ်ပတ်ကို9ရက်သွားတာပြဿနာအဲ့လို9ရက်သွားတဲ့အခါမှာဘာဖြစ်လဲဆိုရင်မကောင်းလားဆိုရင်တော့မဟုတ်ဘူး gym ဆိုတော့လေ့ကျင့်ခန်းလုပ်ရင်ကောင်းပါတယ်ဒါပေမဲ့ပထမတစ်ချက်ကကြတော့ကျွန်တော်မိသားစုနဲ့ပြောရမယ်ဆို balance မဖြစ်တော့နေ့တိုင်း gym သွားတဲ့အခါမှာကျွန်တော်ကပြီးသွားရင် gym သွားအဲ့ဒီတော့ဆိုရင်အခုလိုမျိုးတနားရီလောက်နဲ့မပြီးဘူးပေါ့နော် beginner အလူတစ်တွေဖြစ်တဲ့အခါမှာကျွန်တော်တိတ်ပြီးတော့နားမလဲဆရာတွေကိုမေးတာမြန်းတာရောလေပွားတာရောဒါတွေရောပါတဲ့အခါမှာ2နာရီလောက်ကြာတယ်တရက်ကိုကျင်သွားတယ်အဲ့လို2နာရီလောက်ကြာတဲ့ပြင်တပတ်ကို9ရက်သွားတဲ့အခါမှာမိသားစုအချိန်နဲ့ balance မဖြစ်တော့ကြာလာတော့မိသားစုကညှို့ညင်လာဟာနေ gym ကတရက်တလေမသွားလို့မရဘူးလားဒီပိုင်းဒီလိုမျိုးဖြစ်လာအဲ့လိုမျိုးခါမှာမိသားစုနဲ့ကတောက်ကစားတွေဖြစ်ရတဲ့ခါမှာစိတ်ညစ်ရတယ်ဒီလိုမျိုးဖြစ်လာတယ်နောက်တစ်ချက်ကပါလဲဆိုတော့အဲ့လိုမျိုး gym ကနေ့တိုင်းသွားတဲ့ခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ကမနက်ပိုင်းသွားတဲ့အချင်းရှိတယ်အဲ့လိုဆိုတော့အေးပြတ်တယ်ဘာလို့ဆိုတော့ညကြရင်လည်းကိုကမိသားစုကိစ္စနဲ့သားသမီးဘာညာသားတကာနဲ့ဆိုတော့အေးပြတ်တယ်မိသားစုပြီးရင်ကျွန်တော်အရင်လည်းပြခဲ့ဘူးလို့ပဲကျွန်တော်ကအဲ့ gym ဆော့နေတဲ့တောက်လျှောက်ကတော့မှကျွန်တော်အမေကန်ဆာဖြစ်တာတွေကျွန်တော်မျိုးသမီးကိုဝင်ရှိတာတွေခလေးမွေးတာတွေဒါတွေနဲ့ဆိုတော့မိသားစုကိစ္စတွေရေးရတယ်အများကြီးရှိတယ်အဲ့ဒီအထဲမှာ gym ကိုလည်းတစ်ပတ်ကို9ရက်တစ်နေ့ကို2နာရီလောက်သွားတဲ့အခါမှာ balance မဖြစ်တော့တဲ့အခါမှာဆိုရင်ကျွန်တော် burn out ဖြစ်လာမိသားစုနဲ့အဆင်မပြေတာဖြစ်လာတယ်မလုပ်ချင်တော့မသွားချင်အဲ့ကြတဲ့အေးအေးပြတ်တဲ့ခါကျတော့ cortisol တွေကတက်တော့လေအရန်စားချင်တာမစားဖြစ်အောင်မနေထိန်းထားရတယ်ဆိုပေမဲ့လည်းအဲ့ထဲမှာစားမိရက်တွေလည်းအများကြီးရှိတော့ဒါအဲ့အကြောင်းနဲ့ပတ်သက်ပြီးရင်နောက်တစ်ချက်မှပြမယ်ဆိုတော့အဲ့လိုမျိုးကျွန်တော် balance မဖြစ်တော့တဲ့ခါမှာလေကျွန်တော်လုံးဝရက်လိုက်ဖို့ဒီဆုံးဖြတ်ခဲ့ဘူးတယ်အဲ့မှာဒါဆုံးဖြတ်လိုက်မိရင်တော့ကျွန်တော်ဒီလိုအခြေအနေမျိုးရောက်လာမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအချိန်ထိရောက်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့gym ဆော့တယ် exercise လုပ်တယ်ဆိုတာဟုတ်တယ်တစ်ပတ်9ရက်လုပ်လို့မရဘူးလားဟေးဆိုရင်တော့လုပ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ lifestyle နဲ့ညှိဖို့တော့လိုတယ်ပေါ့နော်တချို့တွေဟုတ်တယ်လူငယ်ပိုင်းတွေဖြစ်တယ်အိမ်မှာလည်းဘာမှတာဝန်ဝတ္တရားမရှိဘူးပြီးရင်ကိုကဒီပေါ်မှာပဲ focus ထားခြင်းနဲ့ဒါကြောင့်မို့လို့တစ်ပတ်ကို9ရက်ဆော့တယ်ဆိုရင်ဆော့ပါအချိန်အများကြီးဆော့ခြင်းနဲ့ဆိုဆော့ပါရတယ်ကိစ္စမျိုးပြဿနာမရှိဘူးဒါပေမဲ့ကိုကအဲ့လိုမျိုးကျွန်တော်လိုမျိုးပေါ့နော်
အိမ်အောင်စီးလည်းဖြစ်တယ်တာသမီကြီးရေးမိဘရေးဇနီးမယားရေးဒါတွေရှိနေတယ်ဆိုရင်တစ်ပတ်ကို9ရက်လောက်လုပ်တဲ့ခါမှာဆိုရင်ဘန်းအောက်တွေဖြစ်နိုင်တယ်အဲ့လိုဘန်းအောက်တွေဖြစ်နိုင်တဲ့ခါမှာဆိုဘာဖြစ်လဲဆိုခုနလိုပေါ့နော်အေးတွေပြတ်ပြီးတော့ကျွန်တော်ဆိုရင်ပြန်ပြီးတော့စားမိတယ်စားမိတဲ့ခါမှာဆိုရင်ကြတဲ့လောက်မကြဘဲနဲ့ delay တွေဖြစ်တယ်ပြီးသွားရင်ဖေးမလို့တွေဖြစ်ကုန်တယ်ပေါ့နော်အဲ့လိုမျိုးရှုပ်ရှက်တွေခတ်ကုန်တယ်အားကြောင့်မလို့ကျွန်တော်အချိန်တွေကြာသွားတာလည်းအများကြီးပါတယ် maybe ကျွန်တော်ဂျားထဲမှာဆိုရင်အဲ့လိုလုံးဝပြတ်သွားတာမဟုတ်ဘူးတစ်ပတ်နှစ်ပတ်လောက်တောင်ကျွန်တော်နားလိုက်သေးလားတော့မသိဘူးအဲ့လိုမိသားစုနဲ့အဲ့လိုမျိုးအချိန်တွေကြောင့်မို့လို့ပေါ့နော်ဒါကြောင့်မို့လို့balance ဖြစ်ဖို့လိုတယ်ကျွန်တော်တို့တွေတစ်ပတ်ကို3-4ရက်လောက်သွားရင်လုံလောက်တယ်ပေါ့နော် gym သွားတယ်ဆိုရင်အဲ့လိုပဲ home workout လုပ်တယ်ဆိုရင်လည်း3ရက်ကနေ5ရက်ကြာလောက် home workout လုပ်တယ်ဆိုရင်ကျွန်တော်တို့လုံလောက်ပါတယ်တနေ့ကိုနိုင် work ကနေ1နာရီကြာလောက်ထိဆိုရင်gym ဆိုရင်တော့1နာရီလောက်ပေါ့နော် maybe 45မိနစ်လည်းရပါတယ်ကျွန်တော်လည်းဒီနောက်ပိုင်းမှာဆိုကျွန်တော် gym သွားဆိုရင်အချိန်အများကြီးများတဲ့အတွက်ကြောင့်45မိနစ်လောက်ပဲဆော့ပြတယ်ပေါ့နော်ဒါပေမဲ့အဆင်ပြေတယ်ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့အလွန်အကျွံ extreme workout တွေလုပ်စရာမလိုဘူးလေ့ကျင့်ခန်းတွေနေ့တိုင်းတွေလုပ်စရာမလိုဘူးကိုယ့်ရဲ့ lifestyle နဲ့ balance မျှပြီးတော့လုပ်ဖို့လိုတယ်ကျွန်တော်မှားခဲ့တဲ့အမှားဒါပြောပြပေးတာပေါ့နော်ဒါကျွန်တော်ရဲ့စလုတ်သားများအမှားဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အချိန်ကြီးကြာခဲ့တာတွေအများကြီးရှိတယ်နောက်ဆုံးကျွန်တော်မှားခဲ့တဲ့အမှားတစ်ခုကတော့အဲ့ဒါပါလဲဆိုတော့ကျွန်တော်ရဲ့ဒါကတော့ mindset နဲ့လည်းဆိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မထူးဆက်ခင်းတာဆိုတော့အဲ့အကြောင်းမို့လဲကျွန်တော်ရဲ့ video တွေတော်တော်များများပါလေအဲ့ဒီမထူးဆက်ခင်းတဲ့ပြဿနာကိုခဏခဏကျွန်တော်ထည့်ပြောတယ်ခဏထည့်ပြောတယ်မယောရင်ကြည့်လိုက် video တွေမှာတော်တော်များများမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်နဲ့အဲ့ဒါလုပ်ခင်းပြီးတော့ဆိုတော့ဘာလဲဆိုတော့တချို့ရက်တွေမှာထားပါတော့ကျွန်တော်စားမိတယ်ဝိတ်ချတဲ့သူတိုင်းကြုံရမယ့်ပြဿနာเนาะဥပမာထားပါတော့ဝိတ်လူတစ်ယောက်ကတစ်နှစ်ကျော်ကြာအောင်ဝိတ်ချခဲ့တယ် body transformation လုပ်တယ်တရက်မှာပေါက်ကရမစားမိဘူးဆိုတဲ့လူရှိတယ်ဆိုရင်ကျွန်တော်ပြပါကျွန်တော်ကြည့်ချင်တယ်ပေါ့နော် maybe ရှိရင်ရှိမှာပေါ့နော်ရှိတယ်ဆိုရင်လည်းအရန်သူ့အတွက်တော့တကယ်တော်တယ်ဂုဏ်ယူတယ်ဒါပေမဲ့ကျွန်တော်နှစ်နှစ်ကျော်ဝိတ်ချခဲ့တဲ့ကာလမှာကျွန်တော်အများကြီးပေါက်ကရတွေစားခဲ့မိတယ်တချို့ရက်တွေမှာကျွန်တော်အဲ့လိုပေါ့နော်စားတဲ့စားတိုက်တဲ့အချိန်မဟုတ်ဘဲနဲ့ရှော့ရမယ့်ရက်မှာထိန်းရမယ့်အချိန်မှာကျွန်တော်အများကြီးစားခဲ့မိတယ်အဲ့လိုမျိုးစားခဲ့မိတဲ့နေ့တွေရှိတယ်အထူးသဖြင့်တော့ကျွန်တော်ခုနအရှိ mistake ပေါ့နော်အရှိမှရှိအမှားခဲ့ရင်လည်းတော့ပေါင်းတာပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အေးတွေပြတ်တယ်ဘန်းနောက်တွေဖြစ်လာတဲ့ခါမှာဆိုရင်မနေနိုင်တော့ဘဲနဲ့တရက်ကြတော့အသက်ကုန်ဆွဲပလိုက်ရောစားရမယ့်ချစ်တေးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုရက်တွေအများကြီးကျွန်တော်ကြုံခဲ့တယ်ဒါပေမဲ့ပိုဆိုးတဲ့ပြဿနာကဘာလဲဆိုရင်ကျွန်တော်အဲ့လိုမျိုးစားလိုက်ပြီးပြီဆိုရင်စားပြီးရဲ့နေရာမှာအဆုံးမတက်ဘူးကျွန်တော်ကမထူးဆက်ခင်တာဘယ်လိုလဲဆိုအခုဒီနေ့စားလိုက်တယ်မှာသွားပြီကွာငါတော့ထားလိုက်ပါတော့ဒီနေ့ကတော့စားလက်စားတယ်မထူးဆိုပြီးနေကင်းမှာအခုထားပါတော့ကျွန်တော်ကဘာကားလေးကြော်ရေးတငယ်ချင်းနဲ့တွိုင်းနဲ့စားပလိုက်နေတယ်အဲ့လိုဆိုရင်ညနေကျရင်လည်းထပ်စားတာမထူးတော့ပါဘူးနေကင်းတော့လည်းစားပြီးဆိုတော့ဒီနေ့တော့ထားလိုက်တော့စားမယ်ဆိုညနေကျတော့ထပ်စားတဲ့အခါမှာမလိုအပ်ဘဲနဲ့ calorie ကဟုတ်တယ်နေကင်းတော့စားလိုက်တာများသွားတယ်ဒါပေမဲ့အဲ့လောက်ကြီး calorie မပို့သွားသေးဘူးတနေ့တာအတွက်ညနေပြန်ထိန်းရင်ဒါမှမဟုတ်နောက်ရက်ပြန်ထိန်းရင်အဆင်ပြေသေးတယ်အဲ့ဒါကိုမဟုတ်ပဲနဲ့ညနေကျတော့ထပ်စားတဲ့အခါမှာအလွန်ကျုံနေပို့သွားကီလိုရီတွေကတနေ့တာလည်းအများကြီးပို့သွားအဲ့ဒါကိုမှပါအချိန်ကမတည်ဘူးနောက်ရက်မှာမနေ့ကတော့စားမိပြီမထူးတော့ပါဘူးကွာဆိုပြီးတော့ထပ်စားတစ်ခါကျရင်လေ3-4-5ရက်တစ်ပတ်လောက်ဖြစ်သွားတာတလားတစ်ပတ်လောက်လေနေချင်းလုံးနေစားချင်းလို့စားပလိုက်တာအဲ့လိုစားပလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုထားပါတော့ဥမာဆိုကျွန်တော်ကထားပါတော့ပေါင်30လောက်ကျနေပြီဗျာပေါင်30လောက်ကျနေပြီဖြစ်မှာလေ9ပေါင်လောက်ပြန်တက်သွားတာ9ပေါင်လောက်ပြန်တက်သွားတဲ့အခါမှာဆိုရင်လေdelay ဖြစ်ကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်မကြားတဲ့ခဲ့တဲ့အခြေအနေလည်းရှိတယ်ဒါကျွန်တော်ရဲ့နောက်ဆုံးအမှားနဲ့ပေါ့နော်လူတိုင်းတော်တော်များများဖြစ်တတ်တဲ့အမှားမထူးဆက်ခင်နဲ့စားလိုက်မိတယ်မထူးသက်ခင်ပြီးတော့မထူးဆက်စားနဲ့ delay ဖြစ်ပြီးတော့ကျွန်တော်အချိန်တွေလောက်ကြာခဲ့တာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့မှအဲ့လိုအကျင့်ရှိတယ်ဆိုရင်เนาะတတိထားပါကျွန်တော်သင်ခန်းစာယူပါအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်လိုမဖြစ်အောင်ကျွန်တော်လိုမျိုး2နှစ်ကျော်မကြာပဲနဲ့2နှစ်ကျော်ကြီးကြာတာလားဟုတ်တယ်အဲ့လိုမျိုး2နှစ်ကျော်မကြာစေချင်လို့အားလုံး maybe 6လတန်ဒီ8လတန်ဒီတစ်နှစ်တန်ဒီနဲ့ပေါ့နော်body transformation နဲ့ကိုလိုချင်တဲ့ body ကိုရပြီးတော့ပြောင်းလဲသွားဖို့အတွက်ကျွန်တော်မှားခဲ့တဲ့အမှားတွေအားလုံးမမှားပဲနဲ့သင်ခန်းစာယူပြီးတော့ပေါ့နော်ကျွန်တော်တခါတည်းကျွန်တော်မှားခဲ့တဲ့အမှားတွေကိုကြော်ပြီးတော့တန်းပြီးတော့အောင်မြင်နိုင်အောင်ကျွန်တော်ပြပြပေးတာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုအားလုံးအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်သင်ခန်းစာယူဖို့ပေါ့နော်အရှုံးသမားကိုသင်ခန်းစာယူဖို့ပေါ့နော်ဆိုတော့ပြီးသွားရင်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ဗာပြောပြပေးမလဲဆိုရင်အခုဒီဗီဒီယိုမှာကျွန်တော်မှားခဲ့တဲ့အမှားတွေပေါ့နော်ဒါပေမဲ့ကျွန်တော်အမှားကြီးပဲအကုန်လုပ်ခဲ့တယ်ဆိုရင်ကျွန်တော်ဒီနေ့ဒီလိုမျိုးအောင်မြင်ခဲ့မှာမဟုတ်ဘူးလေနော်ဒီ body transformation ဖြစ်ခဲ့မှာမဟုတ်ဘူးကျွန်တော်မှန်ခဲ့တဲ့အချက်တွေလည်းအများကြီးရှိတယ်မတိပဲနဲ့မှန်ခဲ့တဲ့ရှိတယ်တိပြီးတော့မှန်ခဲ့တာတွေလည်းရှိတယ်ဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်ဘာတွေကကျွန်တော်မှန်ခဲ့ပြီးတော့ဘယ်အချက်တွေကကျွန်တော်ဒီလို body transformation
ဖြစ်သွားဖို့အောင်မြင်သွားဖို့အတွက်ကိုအထောက်အကူပြုခဲ့လဲဆိုတာကျွန်တော်နောက်ဗီဒီယိုမှာပြပြပေးမယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ထားပြီးတော့စောင့်ကြည့်ပေးဖို့အတွက်အားလုံးကိုပြောချင်တယ်ဒီချိန်ထိဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်တယ်အားလုံး bye bye